စိမ့်ဆိုအုံမှိုင်းပြီးအင်မတန်ကြီးမားလာတဲ့တစ်ပင်ကြီးတွေထူထဲစွာပေါက်ရောက်နေတဲ့မဟာမြိုင်တောကြီးထဲမှာတော့အရှိရက်ကသူတွေနေမင်းကြီးနဲ့အတူရောင်နေတွေထွက်ပေါ်လာခဲ့ပါပြီဒီအချိန်ဟာမဟာမြိုင်တောကြီးရဲ့လှပတွေစတင်ထွက်ပေါ်ရာဖြစ်ပြီးကျင်းကလိမ့်ဆန်လေးတွေရဲ့ပျော်ရွှင်ကျူးနူးဖွယ်အချိန်လေးလည်းဖြစ်ပါတယ်ဒါပြင်ဆရာတော်ကြီးဦးဟောဘာသာရဲ့တရားအားထုတ်ရမယ်မွန်မြတ်တဲ့အချိန်တစ်ခုလည်းဖြစ်လို့နေပြန်ပါတယ်ဆရာတော်ကြီးဟာလောကီစီစဉ်တွေကိုဆွန့်လွတ်ပြီးလူတွေနဲ့ဝေးရရက်မှာတရားအထုတ်ကြင်ကြံနေတာလည်းဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့မေတ္တာဓာတ်တွေကြောင့်တာယာလိမ့်ဆန်တွေအပြင်မကောင်းဆိုးဝါးနာနာဘဝတွေကပါဆရာတော်ကြီးကိုတာဓုခေါ်ကြရပြီးဆရာတော်ကြီးအနေနဲ့တောထဲမှာဘေးရန်နဲ့ကင်းကင်းနဲ့တပါးတဲ့သတင်းသုံးနေထိုင်လာခဲ့တာအခုဆိုရင်နှစ်ပေါင်းများစွာကြာလာခဲ့ပါပြီ။တောထတဲ့ချိန်ကစားလို့ဒီနေ့ဒီချိန်ထိဆယ်ပါးသီလကိုမြတ်မြတ်စွာဆောင်နှိပ်ခဲ့ပြီးအရိယသူတော်စင်ဖြစ်ဖို့ကလက်တကမ်းလိုလောက်မှပဲရှိပါတော့တယ်။အဲဒါကြောင့်လဲမဟာမြိုင်တောတွေကတောတွင်းလိမ့်ဆန်တွေပြင်မကောင်းဆိုးဝါးနာနာဘွားတွေကပါဆရာတော်ကြီးကိုကောက်ကွယ်ဆောင်းရှောက်နေခဲ့ကြတာပေါ့ဆရာတော်ကြီးကတော့တနေရာထဲမှာတင်သတင်းမသုံးပဲမနဲ့နေထွက်တာနဲ့တောထဲကိုခီးဆက်ပြီးနေရာကောင်းမှာတရားကျင့်ကြံအားထုတ်လေရှိပါတယ်တောထဲကတေးဥတီဖူလေးတွေကိုသာနေတူကစားသုံးပြီးနိဗ္ဗာန်လမ်းကိုခီးဆက်နေခဲ့တာပေါ့အဲ့ဒီနောက်တော့ဆရာတော်ကြီးနေနဲ့တနေ့တာတရားကျင့်ကြံအားထုတ်လို့ရတဲ့နေရာကောင်းလေးတစ်ခုကိုတွေးသွားခဲ့ပါပြီအဆိုပါနေရာမှာတနေ့တာသတင်းသုံးနေထိုင်မှာဖြစ်ပြီးနောက်တစ်နေ့အာယုံဦးချိန်မှာတော့တောထဲကိုခီးဆက်လက်ထွက်ခွာမှလည်းဖြစ်တယ်ဗျဆရာတော်ကြီးနေနဲ့ခုလိုစိတ်ငြိမ်လာတဲ့နေရာမှာဘဝတစ်လျှောက်လုံးစ조사အားထုတ်ရင်တန်တရားဝဆင်းရဲကနေလွတ်မြောက်ပြီးနိဗ္ဗာန်လမ်းကိုမျက်မှောက်ပြုနေခဲ့ပါပြီဆရာတော်ကြီးနေနဲ့ဘေးဘီဝဲရမှာဖျောင်းနိုင်ပြေဆုံးကိုထွန်းထားပြီးတရားတွေကိုမြစ်တာဖို့မျှဝေပြီးတာနဲ့သမထကျင့်စဉ်ကိုစတင်ကျင့်ကြံမှာတော့တယ်ဘာဘူးဝင်တော့ကမှမရှိပဲမြင့်မြတ်တဲ့လမ်းစဉ်ကိုအေးချင်းချင်းရှောင်လန်းနေတဲ့ဆရာတော်ကြီးရဲ့ပုံစံဟာအင်မတန်မှကိုလေးစားကြည်ညိုဖွယ်ကောင်းလာပါတယ်အဲ့ဒီလိုတရားမှတ်နေစဉ်တွင်းမှာပဲဆရာတော်ကြီးရဲ့တွေးထဲမှာနမိတ်တစ်ခုကရုတ်တရက်ဝင်လာခဲ့ပါတယ်အဆိုပါနမိတ်ကြောင့်ပဲမိမိကိုယ်တိုင်ကဲတင်မှကျွတ်လွတ်မဲ့တရားဝါတွေရှိတယ်ဆိုတာကိုဆရာတော်ကြီးနေနဲ့နားလည်သိရှိသွားခဲ့ပါပြီနုညံ့တဲ့စိတ်ထားရှိပြီးတရားဝါဒီပေါ်မှာမေတ္တာထားတဲ့ဆရာတော်ကြီးကတော့မိမိမြင်တွေ့ခဲ့ရတဲ့နမိတ်ထဲကအတိုင်းမကျွတ်မလွတ်နာနာဘွားသေးတွေအားလုံးကိုကဲတင်ဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်ဗျဒီလိုနဲ့နောက်တစ်နေ့မနက်မှာတော့မဟာမြိုင်တော်တွေကကျင်းကလိမ့်ဆန်လေးတွေရဲ့တကြီးကြီးအော်စန်းကဆရာတော်ကြီးကိုနှုတ်ဆက်နေပုံပေါက်နေခဲ့ပါတယ်ဆရာတော်ကြီးကတော့သူ့ရဲ့တွေးထဲမှာပေါ်လာတဲ့မကြုံမလို့တရားဝါတွေကိုကယ်တင်ဖို့အတွက်မဟာမြိုင်တော်ကြီးတွေကိုစတင်ထွက်ခါလာခဲ့ပါပြီဆရာတော်ကြီးအနေနဲ့မကြုံမလို့နာနာဘွားသေးတွေကိုကယ်တင်ပြီးမှမဟာမြိုင်တော်ကြီးတွေကိုပြန်လာမယ်လို့လဲဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်ဒီလိုနဲ့နောက်ထပ်ရန်နှန်းငယ်တွင်းမှာတော့ဆရာတော်ကြီးအနေနဲ့ကြီးတော်စုရွာလေးကိုရောက်ရှိလို့လာပါတော့တယ်အဆိုပါကြီးတော်စုရွာလေးဟာဆရာတော်ကြီးအနေနဲ့မဖြစ်မနေသွားရောက်ရမယ်ရွာလေးတွေကလည်းဖြစ်လို့နေကြပါလေအဲ့ဒီကြီးတော်စုရွာလေးမှာတော့မျိုးစင်တဲ့တောပြည့်လုံးနဲ့ပဲလောက်ကင်လာတဲ့ကျွမ်းကျင်မုတ်ဆိုးတွေကြီးပဲစုနေခဲ့တာပါရွာသူရွာသားတွေကလည်းဘာသာတရားကဆိုင်ကြသလိုချက်ချင်းပဲဆုံးကုန်းကပ်ပြီးပူဇော်ခဲ့ကြပါတယ်ဆရာတော်ကြီးကတော့ရွာရောက်ချင်းမှာပဲလိုင်းကိစ္စကိုမိန့်ကြားတော်မူလိုက်တော့တယ်ဗျာဒါပေမဲ့လို့ရွာသူရွာသားတွေကတော့ဆရာတော်ကြီးမိန့်ကြားလိုက်တဲ့စကားကြောင့်ကြက်သိမ်းမွင်းချင်းတွေထားသားပြီးစိုးရင်ထိတ်လန့်စိတ်တွေပါဖြစ်ပေါ်နေခဲ့တာပါဒါပြင်ဆရာတော်ကြီးကိုလည်းအဆိုပါနေရာကိုသွားမဲ့ကိစ္စကိုလက်လျှော့လိုက်ဖို့ဝိုင်းဝန်းပြီးတော့တားဆီးကြတော့တယ်ဗျာတကားတော့ဆရာတော်ကအဲ့ဒီနေရာကိုသွားဖို့ရပ်ပေါင်းများစွာခီးဆက်ခဲ့ရတာပါဆရာတော်ကိုရုံးမတော်တဲ့ကကြောင်းပြက်ကြီးစီကိုဘယ်သူလိုက်ဖို့ပေးနိုင်မလဲဆရာတော်ကိုမတားကြပါနဲ့ဆရာတော်ကိုတားဆီးကြမဲ့စာလိုက်ဖို့ပေးခြင်းနဲ့ပဲကူညီပေးလို့ရပါတယ်ဒါပေမဲ့လို့ရွာသူရွာသားတွေကတော့ဆရာတော်နောက်ကိုတယောက်မှမလိုက်ရဲကြပဲအတန်ကြားအောင်နဲ့တင်ကြောက်ရူးတွေတုန်နေခဲ့ကြပါတယ်တကယ်တော့သူတို့ရွာလေးမှာတော်တွေကဖះကြောင်းမဲ့နဲ့ပတ်သက်လို့ကြားဘူးနောက်ဝပုံမြင်နေရောကိုယ်တိုင်ကိုယ်ကြရောက်ဖူးသူတွေရဲ့စကားတွေကြောင့်ရောပါဘယ်သူကမှခြေဦးတော်မလှည့်ရဲတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အဲဒါကြောင့်လဲရွာကိုရောက်လာတဲ့ဆရာတော်ကြီးကိုဖះကြောင်းပြက်ကိုမသွားဘူးတညီတညွတ်ထဲတားဆီးနေခဲ့ကြတာပါဒါပေမဲ့လည်းဆရာတော်ကြီးကတော့သူ့ရဲ့ဇွဲလုံးလားကိုမလျှော့ပဲတော်တဲ့ကိုလိုက်ဖို့ပေးဖို့ကိုသာတွင်နေမိန်ကြတော်မူနေခဲ့ပါတယ်ရွာသူရွာသားတွေကဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပေမဲ့ဗုဒ္ဓဘာသာဖះเจ้าကိုမသွားရဲလောက်အောင်ဆိုးဝါးနေတာကိုဆရာတော်ကြီးနေတဲ့စိတ်မကောင်းနဲ့ဖြစ်ခဲ့ရပါတယ်ဆရာတော်ဖြစ်နိုင်အဲ့ဒီကြောင်းပြက်ကိုမသွားပါနဲ့အဲ့ဒီကြောင်းပြက်ထဲမှာမကောင်းဆိုးဝါးတွေနေကြတယ်တဲ့အဲ့ဒီကြောင်းပြက်နောက်ကိုသွားဘူးတဲ့သူတိုင်းသိရင်သိမသိရင်ယူသွားကြတာပါဖះတပည့်တော်တို့ကတော့ဆရာတော်ကိုစိတ်ပူလို့ပါလွန်ခဲ့တဲ့2နှစ်လောက်ကမှအဲ့ဒီဖះเจ้าမှာမြို့ပေါ်ကလာတဲ့လူနှစ်ယောက်လည်းသိဘူးပါတယ်ဖះဘုန်းကြီးကမကောင်းတာလုပ်ဖို့မဟုတ်ပါဘူးကွယ်ဘုန်းကြီးတို့ဘာမှစိတ်မူကြပါနဲ့တကာကြီးတို့ရွာမှာအဲ့ဒီဖះเจ้าကိုသွားပြီးဘာမှဖြစ်မလာတဲ့လူနှစ်ယောက်တော့ရှိတယ်မလားမှန်ပါတယ်ဖះဟုတ်ပါတယ်ဖះအဲ့ဒီကြောင်ပြက်ကိုသွားဘူးတဲ့လူတိုင်းသိကြပါတယ်ဖះဒါပေမဲ့လို့တပည့်တော်တို့ရွာမှာအဲ့ဒီကြောင်ပြက်ကိုသွားပြီးဘာမှဖြစ်မလာတဲ့လူနှစ်ယောက်တော့ရှိပါတယ်
သူတို့ပြောတာတွေကမှန်လားမှားလားတော့တပည့်တော်တို့လည်းမသိပါဘူးဆရာတော်တွေ့ရင်လည်းဆိုရင်တပည့်တော်လှုပ်လိုက်ပါမယ်သူတို့တွေ့ကြုံကိုတော့ဆရာတော်ကိုယ်တိုင်သာမေးကြည့်လိုက်ပါဖေဟာကောင်းပါပြီတကားတော့ဘုန်းကြီးတို့ဘာမှစိတ်မှုကြပါနဲ့ဘုန်းကြီးကအဲ့ဒီဖះเจ้าပြက်ကိုကိစ္စရှိလို့သွားမှာပါသူတို့နှစ်ယောက်ကိုတော့ဘုန်းကြီးစီကိုအများဆုံးလွှတ်ပေးလိုက်ပါရွာသားတွေအနေနဲ့ဆရာတော်ကြီးကိုဘာကိစ္စနဲ့သွားချင်နေမှမသိပေမဲ့ဖြစ်နိုင်ရင်မသွားစေချင်တာကတော့မှန်ပါပဲဒါပေမဲ့လည်းတားများတဲ့အဆုံးမှာတော့ဖះเจ้าပြက်ကိုရောက်ဖူးတဲ့ရွာသားနှစ်ယောက်ကိုဆရာတော်စီကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဆိုပါဖះเจ้าပြက်ကိုရောက်ဖူးတဲ့သူတွေကတော့မုတ်ဆိုးထွန်းအောင်နဲ့မုတ်ဆိုးစောမောင်တို့နှစ်ယောက်ပဲဖြစ်တယ်ဗျအဲဒီနောက်တော့ဆရာတော်ကဖះเจ้าပြက်အကြောင်းကိုမေးမြန်းပြီးသူ့ကိုလိုက်ဖို့ပေးဖို့ကိုပါမိန့်ကြားတော်မူခဲ့ပါတယ်တကားတော်တို့နှစ်ယောက်ကတောထဲကဖះเจ้าပြက်ကိုရောက်ဖူးကြတယ်ဆိုအဲ့ဒီเจ้าပြက်ထဲမှာဘာတွေရှိလဲဆိုတော့ဘုန်းကြီးသိပါတယ်ဒါပေမဲ့လို့ဖြစ်နိုင်မယ်ဆိုရင်ဘုန်းကြီးကိုလိုက်ဖို့ပေးစေချင်ပါတယ်ဒါကဒီလိုရှိပါတယ်ဗျာအဲ့ဒီကြောင့်ထဲမှာနာနာဘွားမကောင်းဆိုးဝါးတွေကလာသမျှလူတိုင်းကိုတတ်နေတာပါဗျာတပည့်တော်လိုလည်းနောက်တစ်ခါမသွားရတော့ပါဘူးဗျာဆရာတော်လည်းမသွားပါနဲ့တပည့်တော်လိုရှ िख ိုးပြီးတော့တောင်းပန်ပါတယ်ဆရာတော်တို့အနေများလုံးလို့ပါတကယ်တော့စောမောင်နဲ့ထွန်းအောင်တို့တငယ်ချင်းနှစ်ယောက်ဟာကံကောင်းထောက်မစွာနဲ့ဖះเจ้าမြတ်ကြီးတဲ့ကနေလွတ်မြောက်လာခဲ့တာဖြစ်ပြီးမကောင်းဆိုးဝါးတရေတွေကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့ဘူးတာကြောင့်အဲ့ဒီဖះเจ้าမြတ်ကိုဘယ်တော့ခါမှမသွားတော့ဘူးလို့ဆုံးဖြတ်ထားပြီးသားလည်းဖြစ်ပါတယ်သူတို့ဟာဆရာတော်ကြီးကိုကြီးညိုကြပေမဲ့ဖះเจ้าမြတ်ကိုတော့နောက်တစ်ခါသွားဖို့ကတော့ဘူးခေါင်ညှင်းဆန်နေပါတော့တယ်နောက်ဆုံးမှာတော့ဆရာတော်လည်းလက်လျှော့လိုက်ရပြီးတယောက်တည်းသွားဖို့ကိုသာဆုံးဖြတ်လိုက်တော့တယ်ဗျတကားကြီးတို့မလိုက်နိုင်တာကိုဘုန်းကြီးနားလဲပါတယ်ဒါပေမဲ့ဘုန်းကြီးကတော့သွားမှာကိုဖြစ်မှာဘုန်းကြီးရောက်လာတဲ့ကျောင်းရင်းကလည်းအဲ့ဒီကျောင်းပြက်ကိုသွားခြင်းလို့ပဲအဲ့တော့ဆိုတာဘုန်းကြီးနဲ့တော့မရင်းနှီးဘူးပေါ့အဲ့ဒါကြောင့်တကားတို့လိုတွေ့ကြုံလက်ရှိတက်တီလဲကောင်းတဲ့လူငယ်တွေကိုခေါ်ချင်ရတာပါဒါပေမဲ့တကားတို့မလိုက်လဲကိစ္စမရှိပါဘူးကွယ်ဘုန်းကြီးတယောက်တည်းလည်းသွားနိုင်ပါတယ်ဒါပေမဲ့လို့ရိုးမတော်ဆိုတာကအစိတ်ရှိတဲ့တရားဝါတွေတိုင်းလိမ့်ဆန်ကြီးတွေနဲ့မကောင်းဆိုးဝါးနာနာဘွားတွေကပါကြက်စားနေထိုင်ကြတာကြောင့်ဘုံတော်ကြီးတောက်ထဲသွားဖို့ဆိုတာဟာအင်မတန်မှကိုခဲရင်လုံးလာပါတယ်ဝိုင်းရင်မုတ်ဆိုးကြီးတွေဖြစ်တဲ့ထွန်းအောင်နဲ့စောမောင်တို့နှစ်ယောက်လဲနောက်တစ်ခါပြန်မသွားချင်တော့တာကြောင့်ဆရာတော်ကြီးကိုတော့မကူညီပေးနိုင်ကြပါဘူးအဲဒီနောက်တော့သူတို့နှစ်ယောက်လဲဆရာတော်ကိုနှုတ်ဆက်ပြီးကိုစီပြန်သွားခဲ့ကြပါပြီသူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာတော့သီလသမารီနဲ့ပြည့်စုံတဲ့ဘုံတော်ကြီးတစ်ပါးကိုမကူညီလိုက်ရတဲ့ဖြစ်ချင်းကိုတွေးတော်ရင်အပြစ်ကြီးတစ်ခုလိုခံစားနေရတာကတော့မှန်ပါပဲဒီလိုနဲ့မိုးစိုးစိုးချုပ်တဲ့ချိန်မှာတော့ရုံမတော်ကြီးတွေကနေဝူဝအတန်ကြီးတွေကခြောက်ချားဖို့ရကြားနေခဲ့ရပါပြီတော်ကြီးတစ်ခုလုံးမှလည်းမှောင်တီးဖြစ်နေတာကြောင့်တောကောင်တွေရဲ့အတန်လားနာနာဘွားတွေရဲ့အတန်လားဆိုတာကခွဲခြားလို့မရအောင်ဖြစ်နေခဲ့ပါတယ်အဲ့ဒီချိန်ရွာပြင်ကတောဆက်နားမှာတော့တရားကျင့်ကြံအားထုတ်နေတဲ့ဆရာတော်ကြီးမှာအဆိုပါအတန်တွေကိုလစ်လူရှုပြီးသမထကျင့်စဉ်ကိုသာကျင့်ကြံနေခဲ့တာပါတာမန်လူတွေကဆိုရင်တော့အဆိုပါအတန်တွေကိုကြားအောင်နဲ့တင်ချက်ချင်းထွက်ပြေးကြမှာဖြစ်ပေမဲ့ဆရာတော်ကြီးကတော့သီလအားကောင်းအောင်နဲ့တရားအားထုတ်ရှုမှတ်နေခဲ့ပါတယ်ဒီလိုနဲ့ဆရာတော်ကြီးဦးဩဘာသဟာညာလုံးမလုံးမရှက်ဖဲသမထကျင့်စဉ်ကိုကျင့်ကြံအားထုတ်ပါတော့တယ်တဖြည်းဖြည်းနဲ့ချိန်တွေကုန်ဆုံးလာခဲ့ပြီးအမောင်တို့တွေလည်းပျောက်ကွယ်လာကအရှိရက်ကရောင်ကြီးတွေကနေရာဦးလာခဲ့ပါပြီအဲဒီနောက်တော့ဆရာတော်ကြီးဟာတရားကျင့်ကြံနေတာကိုဖြုတ်လိုက်ပြီးမျက်လုံးနှလုံးကိုဖွင့်လိုက်ပါတော့တယ်ဆရာတော်ကြီးမျက်လုံးနှလုံးဖွင့်လိုက်တယ်ဆိုရင်ပဲသူ့ရဲ့ရှေ့ထဲမှာလက်အုပ်လေးချပြီးစောင့်နေတဲ့မုတ်ဆိုးထွန်းအောင်နဲ့မုတ်ဆိုးစောမောင်တို့နှစ်ယောက်ကိုတွေ့လိုက်ရတော့တယ်ဗျာတကယ်တော့သူတို့နှစ်ယောက်အပြည့်ရှိသလိုခံစားနေရတာကြောင့်ဆရာတော်ကြီးကိုလိုက်ဖို့ပေးဖို့နှစ်ယောက်သားတိုင်ပင်ပြီးမိုးမလင်းခင်တည်းကရောက်လာခဲ့ကြတာဖြစ်ပါတယ်ဆရာတော်ကြီးကတော့သူတို့နှစ်ယောက်ကိုကြည့်ပြီးအခြေအနေကိုသဘောပေါက်နားလည်သွားခဲ့ပါပြီဆရာတော်ဗျာတပည့်တော်တို့ဆရာတော်ကိုလိုက်ဖို့ပေးပါမယ်ဆရာတော်လိုမုံမြတ်တဲ့တန်ခါတစ်ပါးကိုအနေကွင်းနဲ့တယောက်ထဲသာပို့မိရင်ကျွန်တော်တို့လည်းအပြစ်မကင်းသလိုခံစားနေရမှာပါတပည့်တော်တို့အသက်နဲ့ရင်ပြီးဆရာတော်ကိုကာကွယ်ဆောင်ရှောက်ပါမယ်ဒီလိုနဲ့ဘုရားကျောင်းပြတ်ကိုချိန်ပြီးရအောင်နေမမြင့်ခင်မှာပဲရုံးမတော်ကြီးတွေကိုထွက်လာခဲ့ကြပါတော့တယ်ဒီခေတ်စဉ်ကအနေများလုံးတာကြောင့်စောမောင်ကခြေဆုံးကဦးဆောင်ပြီးဆရာတော်ကိုတော့လေကာထားကတခုဆိုတာနဲ့အသက်နဲ့ရင်ပြီးကာကွယ်ပေးဖို့အတွက်ထုံးအောင်ကနောက်ကနေထက်ချက်မကွာလိုက်ပါလာခဲ့ကြတော့တယ်ဗျတကယ်တော့ဒီခေတ်စဉ်ဟာအနေများလုံးပြီးတရေတွေနဲ့ရန်သားရှိတဲ့သူတို့အတွက်တော့ပို့ပြီးတော့တောင်မှမသွားသင့်တော့တာပါဒါပေမဲ့လည်းဘာသာတရားကိုင်းချမ်းရသူတွေပြီးဆရာတော်ကိုကာကွယ်ပေးဖို့လိုက်ပါလာခဲ့ကြတော့တယ်ဗျဒီလိုနဲ့နောက်ဆုံးမှာတော့မြို့ကိုးတွေအုံဆိုင်နေပြီးနွယ်ပင်တွေကမွေတွေလိုမျိုးရစ်ပတ်နေတဲ့ဖះเจ้าပြက်ကြီးရဲ့မုံဦးဝင်ဝါကိုရောက်ရှိလို့လာကြပါတော့တယ်ဒီချိန်ဟာသူတို့အတွက်အန်နဲ့မကြခင်မှာရင်ဆိုင်ကြုံတွေ့ရတော့မယ်ဆိုတာကိုတော့တန်ငယ်ချင်းနှစ်ယောက်သာသိရှိနေခဲ့ကြပါပြီအဲဒါကြောင့်တတိကြီးကြီးထားကဖះเจ้าပြက်ကြီးတွေကိုဝင်လာခဲ့ကြပါတယ်သူတို့ရောက်သွားတဲ့ချိန်ဟာနေဝင်ရိုးကြီးဖြစ်တာကြောင့်နွယ်ပင်တွေရစ်နွယ်တက်နေပြီးအမောင်တီးဖြစ်နေတဲ့ဖះเจ้าပြက်ကြီးဟာမကောင်းဆိုးဝါးတွေရဲ့အင်ကြီးတစ်ခုလိုဖြစ်နေခဲ့တာပါဒါပေမဲ့လို့ဆရာတော်ကြီးကတော့ကြောက်တဲ့ပုံစံတစ်စက်ကလေးမှမပေါ်ခဲ့ပဲထုံးစံတိုင်းတရားအထုတ်ကျင့်ကြံဖို့ပြင်ဆင်နေခဲ့ပါပြီ
ဘေဘီဝေးရမှာတော့တကြီးမြင်နေတဲ့တန်ကြီးတွေကဆရာတော်ကိုခြောက်လန့်နေခဲ့ပါတယ်ဆရာတော်ကြီးကတော့မကောင်းဆိုးဝါးတွေရဲ့ဒေါသတန်ဆိုတာကိုချက်ချင်းသိမြင်နေခဲ့ပြီးသူတို့အတွက်မေတ္တာဖို့အမျှဝေပေးနေခဲ့တာပါဒီသတ္တဝါတွေကိုသူကိုယ်တိုင်မှမချွတ်ရင်ဘယ်တော့အခါမှမကြွတော့ဘူးဆိုတာကိုသိနေတာကြောင့်ဆရာတော်ကြီးအနေနဲ့ပို့ပြီးတော့တောင်မှဂရုဏာတတ်မိနေပါတော့တယ်ဆရာတော်ကြီးရဲ့မျက်နှာချင်းဆိုင်မလှမ်းမကမ်းနေရမှာတော့မုတ်ဆိုးထွန်းအောင်နဲ့မုတ်ဆိုးစောမောင်တို့ဟာယာယီတဲလေးထိုးပြီးစောင့်ကြည့်နေခဲ့ကြတာပါဆရာတော်တရားမှတ်နေတာကိုနှောက်ယှက်ဖြစ်မှဆိုးတဲ့အတွက်ခလန်းလန်းတနေရာကနေသာဆရာတော်ကိုစောင့်ကြည့်နေခဲ့ခြင်းဖြစ်ပါတယ်ဒါပေမဲ့ဘေဘီဝေးရကမကောင်းဆိုးဝါးကြီးတွေရဲ့အော်တန်ကြောင့်သူတို့နှစ်ယောက်လုံးကြက်သိမ်းမွေးခြင်းထနေခဲ့ကြပါတယ်တိတ်မကြခင်ချိန်တော်တွင်းမှာဖျားဆောင်တရေကြီးတွေရောက်လာကြတော့မှကိုနားလေသဘောပေါက်သွားခဲ့ကြပါပြီဒီလိုနဲ့ညတကောင်ရံချိန်မှာတော့ဖျားเจ้าပြည့်ကြီးတစ်ခုလုံးမဲမိုက်လာခဲ့ပြီးဖျားဆောင်တရေရဲ့တကြီးအော်တန်ကြီးကလည်းကျဲလောင်စွာထွက်ပေါ်လာခဲ့ပါတော့တယ်ဒီချိန်မှာတော့မုတ်ဆိုးဆုံးမောင်နဲ့မုတ်ဆိုးထွန်းအောင်တို့နှစ်ယောက်သားအိမ်မောကျနေခဲ့ကြပါပြီတနေ့လုံးတောထဲမှာခိဆက်လာရတာကြောင့်နှိမ့်ချိုက်စွာအိပ်ပျော်သွားခဲ့ကြပါပြီဒါပေမဲ့လို့ဆရာတော်ကြီးမှတော့ဒီချိန်ထိတရားမှတ်နေတာကိုမဖြုတ်သေးပဲဖျားဆောင်တဲ့တွေကိုသာစောင့်မျှော်နေခဲ့ပါတယ်ဒီလိုနဲ့တရားမှတ်နေစဉ်တွင်းမှာပဲဆရာတော်ကြီးရဲ့တွေးရထဲမှာနောက်ထပ်နမိတ်တစ်ခုကဝင်လာပါတော့တယ်အဆိုပါနမိတ်ထဲမှာတော့အင်မတန်မှဖိုးတန်လာတဲ့ရွှေချောင်းတွေရဲ့အဲ့ဒီရွှေချောင်းတွေကိုတခါးကြီးတယောက်ကဖုံးတော်ကြီးတစ်ပါးကိုကတ်လူပူဇော်နေခဲ့တာပါအဲ့နောက်တော့ဘယ်ကမှမသိတဲ့လူတစ်စုကဖုံးချောင်းစီကိုဥတီလိုလာနေခဲ့ပါပြီအဆိုပါလူစုကြောင့်ပဲဖုံးတော်ကြီးတွေပြန်လုံတော်မူတဲ့ပုံရိပ်တွေဟာဆရာတော်ကိုသတိပေးနေခဲ့ပါတယ်အဲ့နောက်တော့ဆရာတော်လည်းတရားမှတ်နေတာကိုဖြုတ်လိုက်ပြီးဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုဆင်ခြင်သုံးသပ်ရင်းတံဝေကတရားရနေပါတော့တယ်အဲ့နောက်တော့ဆရာတော်ကအပြင်ကိုမောကြည့်လိုက်တဲ့ချိန်မှာပဲကျောင်းဝင်းတစ်ခုလုံးမှာဖျားဆောင်တရေကြီးတွေနဲ့တလောကလုံးပြောင်းဆန်လိုနေခဲ့ပါပြီမုတ်ဆိုးစောမောင်နဲ့မုတ်ဆိုးထွန်းအောင်တို့နှစ်ယောက်ကတော့ဖျားဆောင်တရေကြီးတွေကြားထဲမှာပတ်လက်ဝိုင်းနေပြီးအသက်ဘေးနဲ့ကြုံတွေ့နေခဲ့ရပါပြီတစ်ချိန်လုံးကတော့ကံကောင်းထောက်မစွာလွတ်မြောက်ဖူးပေမဲ့အခုခါမှာတော့ဖျားဆောင်တရေတွေကလုံပေးတော့ပဲအမဲဝိုင်းဖြတ်ဖို့ပြင်ဆင်နေခဲ့ကြပါတယ်တကယ်ချင်းနှစ်ယောက်သားလက်ထဲကတနက်ကိုကြစ်ကြစ်ပအောင်စုပ်ကန်ရင်ရေရင်ဝုန်းရင်ဆိုင်ဖို့ပဲရှိပါတော့တယ်အဲဒါကြောင့်လဲတကယ်ချင်းနှစ်ယောက်သားတယောက်နဲ့တယောက်ကြောချင်းပေးပြီးဝင်လာတဲ့တကောင်ကြီးစီတိုင်းကိုပြစ်တက်ဖို့အတွက်အသင့်နေတာဖြစ်နေခဲ့ကြပါပြီခြေတချောင်းတော့ဖျားဆောင်တရေကြီးတွေကလည်းသူတို့နှစ်ယောက်ရဲ့ဘေးမှာပတ်လက်ဝိုင်းထားပြီးခုံဆွားနဲ့လုံနေခဲ့ကြတာပါအဲဒီချိန်ဆရာတော်မတော်တီးတင်းရင်နဲ့မြစ်တာဖို့မျှဝေနေခဲ့ပါတယ်စောမောင်တို့ကတော့တရေတွေကိုစတင်ပြစ်ခတ်ကြလိုက်တော့တယ်ဗျာဒါပေမဲ့လို့တရေတွေကတော့ထားသိနေဟန်တူပြီးကြီးစံတွေကိုတားလေးရှောင်လွှမ်းနိုင်ခဲ့ကြပါတယ်စောမောင်ကြီးတယောက်လည်းပြစ်လို့သာပြစ်နေရပေမဲ့သူတို့ရဲ့ကြီးစံဟာတစ်ကောင်မှကိုမထိခဲ့တဲ့အပြင်သူတို့ချက်ပြစ်လိုက်တဲ့တရေတွေကပိုပြီးတော့တိုးလာနေခဲ့တာပါဒီလိုနဲ့ဖျားဆောင်တရေကြီးတွေဟာကျောင်းဝင်းနှံပြားကနေထွက်ပေါ်လာခဲ့ပြီးစောမောင်တို့နှစ်ယောက်လည်းဘလုံးမကိုထိမ်းမြတော့တဲ့ခြေနေကိုရောက်ရှိသွားပါတော့တယ်တနက်ကိုသာမိကုန်ရန်ကုန်ဇက်တိုက်ပြစ်နေရပေမဲ့သူတို့အနေနဲ့ဖျားဆောင်တရေကြီးတွေရဲ့လက်ချက်နဲ့မကြခင်မှာတရားတော်မယ်ဆိုတာကိုသိနေခဲ့ကြပါပြီဒါပေမဲ့လို့ဆရာတော်ဖျားကိုဒီထိပို့ပေးနိုင်ခဲ့တဲ့အတွက်အခုချိန်မှသိရမယ်ဆိုရင်လေတရားကျုံးနှက်ပြီလို့တွေးတော့နေခဲ့ကြတာပါအခုချိန်ထိလဲဆရာတော်ဖျားမှဘေးကင်းနေပြီးဖျားဆောင်တရားကြီးတွေကသူတို့နှစ်ယောက်ကိုသာအောင်ဆိုင်နေခဲ့ကြပါတယ်တကယ်ချင်းစောမောင်တရားတွေအများကြီးပဲကွာငါတို့မနိုင်တော့ဘူးနောက်ဆုံးမှာတော့သူတို့ရဲ့လက်ထက်ကကြီးစံနေလဲကုံသွားခဲ့ပြီးအခုဆိုရင်တော့ကာကွယ်စရာဘာလက်နဲ့မှမရှိတော့ပါဘူးဒီချိန်မှထားပြင်းမဲ့ဆိုရင်လဲတရားတွေကပက်လက်ဝိုင်းနေတဲ့အတွက်မလွတ်မြောက်ဘူးဆိုတာကိုကောင်းကောင်းကြီးသိနေခဲ့ကြပါပြီအဲဒီနောက်တော့သူတို့နှစ်ယောက်တစ်ဖက်တစ်ချက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့လက်ငါးချောင်းလုံးလက်သက်ရှည်ကြီးတွေနဲ့အမွှေမြင်နေပါမြင်မကောင်းလောက်အောင်ပေါက်နေတဲ့တရားတစ်ကောင်ကိုမြင်လိုက်ရပါတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းမဲမဲကြီးတွေကကျနေပြီးပုတ်စော်တွေကလည်းနန်းဟောင်နေခဲ့ပါတယ်မျက်လုံးကြီးတွေမှာတော့หนีရဲနေပြီးစပင်းတွေဖွာလာချတာကအထီလာမာလာတော့ခွဲချလို့မရပါဘူးနောက်ဆုံးမှာတော့ဆိုပါတရားကြီးဟာထုံးအောင်ကိုအပပနဲ့ရိုက်ထည့်လိုက်ပြီးထုံးအောင်တယောက်ပုံလက်လဲကျသွားပါတော့တယ်စောမောင်တယောက်နောက်ကတငရင်ဖြစ်သူကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ပုတ်စော်တွေနန်းဟောင်နေတဲ့တရားကြီးကိုမျက်ဝါးတင်မြင်တွေ့လိုက်ရပါပြီတစ်ချိန်ကတရားတွေကိုမြင်ဖူးခဲ့ပေမဲ့ယခုခါမှာတော့မြင်မကောင်းတော့အောင်ခန္ဓာကိုယ်ပုံပြပန်းပြတဲ့တရားကြီးကိုမြင်လိုက်ရတဲ့အတွက်စောမောင်တယောက်ကတော့ကြောက်လွန်ပြီးကြောင်အန်းနေခဲ့ပါတယ်အဲဒီနောက်တော့သူ့ရဲ့နောက်ကနေနောက်ထပ်တရားတဲ့ကောင်ကရောက်လာခဲ့ပြီးစောမောင်ကိုရိုက်ချပစ်လိုက်တော့တယ်ဗျာတရားကြီးရဲ့ပုံစံကိုကြည့်ရတာကတော့ဒေါသရဲ့ကြီးကျယ်ထွက်နေပြီးအနည်းနဲ့ကဆောင်းဆိုင်လာခဲ့တဲ့ရန်သူတော်ကြီးတယောက်ပေါ်မှာအလွန်မပေးနိုင်မဲ့အမဲဝိုင်းဖြဲ့မဲ့ပုံစံတွေလည်းဖြစ်တယ်ဗျာအခုချိန်မှာတော့သူတို့နှစ်ယောက်လုံးတရားရဲ့ဘေးမှာကူရကြရမဲ့ဖြစ်နေကြကြပါပြီတရားတွေမှာလည်းခြေတစ်ချောင်းကပြက်နေပြီးသူတို့ရဲ့ပုံစံကိုကြည့်ရတာကတော့ယောဂရှိတဲ့သူသာဆိုရင်ချက်ချင်းပဲတက်ပြောက်သွားနိုင်ပါတယ်အဲဒီနောက်တော့တရားတွေကသူတို့ရဲ့လက်သက်ရှည်ကြီးတွေနဲ့စောမောင်တို့နှစ်ယောက်လုံးကိုရိုက်တက်ကြပါတော့တယ်စောမောင်တို့နှစ်ယောက်မှာတော့ဒဏ်ရာတွေနဲ့တူလူးလိမ့်နေရပြီးတရားတွေရဲ့အလဲကိုရောက်ရှိနေခဲ့ကြပါပြီတကယ်တော့တရားတွေကသူတို့နှစ်ယောက်ကိုမှတ်မိနေတာဖြစ်ပြီးကျောင်းတော်ကရန်စားတွေကြောင့်ဒေါသရဲ့ထွက်လည်နေခဲ့တာပါ
တာမန်အားဖြင့်တော့ဖျားထပနာကိုယူမှသာအန္တရာယ်ပေးတာဖြစ်ပြီးမျက်စိလည်းလမ်းမလာတဲ့သူတွေဆိုရင်၆လက်ရုံသာရှိပါတယ်။ဒါပေမဲ့လို့စောမောင်တို့နှစ်ယောက်ကလွန်ခဲ့တဲ့2နှစ်လောက်ကထပနာရွှေတုံးတစ်တုံးကိုယူသွားခဲ့တာကြောင့်ဒီတစ်ခါမှတော့ဖြည်းဖြည်းညှဉ်းပန်းပြီးနှိပ်စက်နေတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့မျက်လုံးဟောက်ပိုက်ပိုင်ရှင်တရေကြီးတစ်ကောင်ကစောမောင်ကိုကင်မြောက်လိုက်ပြီးအန်တကြီးနဲ့စိုက်ကြည့်နေပါတော့တယ်။သူရဲ့ပုံစံကိုကြည့်ရတာကတော့အမနမကိုဒေါသထွက်လျက်တူပြီးစောမောင်ရဲ့လယ်ပင်ကိုလက်သက်ချေကြီးတွေနဲ့ထိုးဖောက်ပြစ်တော့မှလည်းဖြစ်ပါတယ်။မင်းကငါတို့ဆောင်းချောင်းနေတဲ့ထာပနာပစ္စည်းကိုများခိုးရသေးတယ်ပေါ့။ရင်တစ်ခေါက်တုန်းကမင်းကန်ကောင်းလို့လွတ်သွားတာပါ။အခုတော့မင်းလိုလောဘသားကိုငါတို့ကတပ်ပြစ်တော့မှာပဲ။ဒါပေမဲ့စောမောင်ကိုမတတ်ခင်မှာပဲတရေကြီးဟာဆရာတော်ကိုသတိထားမိသွားခဲ့ပါတယ်။ဆရာတော်မှတော့အေးအေးဆေးဆေးတရားထိုင်မပြတ်ခဲ့ပဲတရေတွေကိုသာမေတ္တာပို့မျှဝေနေခဲ့တာပါ။ဆရာတော်ကြီးရဲ့မေတ္တာဓာတ်တွေကြောင့်တရေတွေဟာဆရာတော်ကိုအာရုံစိုက်လာကြပါတော့တယ်။ဆရာတော်ကြီးဦးဝဘာသာအနေနဲ့ဒီတစ်ခါဖះဆောင်တရေတွေကိုအပြီးတိုင်ကျွတ်လွန်အောင်ချုပ်ပေးမယ်လို့ဆုံးဖြတ်ထားပြီးသားလည်းဖြစ်တယ်ဗျ။အဲဒီနောက်တော့တရေကြီးတစ်ကောင်နဲ့စိတ်ချင်းဆက်စကားပြောဖို့အတွက်စိတ်အယုံတွေကိုဖြန့်ကျက်လိုက်ပါတော့တယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့တရေကြီးကောင်ဟာဆရာတော်ရဲ့အတွေ့အကြုံတွေကိုဝင်လာခဲ့ပါပြီ။ဆရာတော်ဒီကြောင်းတွေကနေမြတ်မြတ်ထွက်သွားပါ။တပည့်တော်တို့ကဒီကြောင်းပြကြီးကိုစောင့်ရှောက်နေကြတဲ့နန္ဒဘွားတွေပါဗျာ။ဆရာတော်အနေနဲ့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်ပါဖို့မျှော်လင့်ပါတယ်။ဒီလိုနဲ့ပြောဆိုဆိုနဲ့တရေကြီးရဲ့မျက်နှာထားဒေါသတွေကြီးရထွက်နေပြီးဖះရဲ့သားတော်ရဟန္တာပါမှုလို့သာစိတ်လျှော့ထားပုံရပါတယ်။ပုတ်စော်နေနေတဲ့မမဲကြီးတွေကဘလဘွားကျနေတဲ့အပြင်သူ့ရဲ့မျက်နှာပုံစံကတော့အင်မတန်မှကိုကြောချမ်းဖွယ်ကောင်းလာပါတယ်။ဒါပေမဲ့လို့ဆရာတော်ကြီးကတော့ခုနတက်နေတဲ့ပုံစံနဲ့တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တာပါ။တခါကြီးဘယ်ချိန်ထိဆက်ပြီးတော့မိုင်းနေမှာလဲ။တခါကြီးကဘုန်းကြီးတို့တောင်မှဒေါသတွေထွက်နေတာမလား။တချိန်ကတခါကြီးခုလိုမိုင်းလုံးကြီးခဲ့လို့လည်းမကြုံမလွတ်တဲ့နာနာဝါဖြစ်နေပြီမလား။တခါကြီးဘုန်းကြီးပြောတာကိုနားထောင်ပါ။ခုချက်ချင်းသူတို့နှစ်ယောက်ကိုလှုပ်ပေးလိုက်ပါ။ဘုန်းကြီးသူတို့နှစ်ယောက်အသက်တွေကိုလှုပ်ခတ်ပါလေ။မလှုပ်ပေးနိုင်ပါဘူးရှင်ဖေ။ဒီကြောင်းတွေကိုရောက်လာတဲ့သူတိုင်းတပည့်တော်တို့ကြိုက်သလိုလှုပ်ပိုင်ခွင့်ရှိပါတယ်။ဒီလူတွေကလောဘငမိုက်သားတွေပါ။ဖះထာပနာပစ္စည်းကိုတောင်မှမချမ်းပဲကိုကျိုးအတွက်သုံးချနေတဲ့လူငယ်တွေပါပဲ။တပည့်တော်တို့ကတော့သူတို့နှစ်ယောက်ကိုတတ်မှဖြစ်ပါမယ်။ဒီတစ်ခါမှတော့ဆရာတော်ကြီးလည်းအာကုဆိုအာကြီးနေတဲ့တဲတွေကိုချုပ်ဖို့အတွက်အင်မတန်မှကိုခဲရင်ကြောင်းနားလေသဘောပေါက်သွားပါတော့တယ်။တကားကြီးမှားနေပြီ။သူတို့ကရွှေလုံးတုံးကိုယူသွားတယ်ဆိုတာကသူတို့ကိုကျိုးတာမဟုတ်ပါဘူးကွယ်။သူတို့လည်းသူတို့မှားသည်လို့ဆရာတော်ကိုလိုက်ပြီးတော့ကူညီပေးနေတာ။တကားတော်တို့စိတ်ချပါ။သူတို့မှမကောင်းတဲ့စိတ်နဲ့မရှူးဆိုတာဘုန်းကြီးကောင်းကောင်းသိတယ်။တကားကြီးတို့လည်းဒီဘဝမှာနေရတာဆင်ပြေနေလို့လား။ဆက်ပြီးတော့မမိုက်ပါနဲ့တကားကြီး။ဆရာတော်ကြီးရဲ့မေတ္တာစင်မှန်ကိုတည်သွားတဲ့အခါတရေကြီးလည်းဒေါသစိတ်တွေပြေးသွားခဲ့ပါပြီ။ဆရာတော်ကြီးကိုလည်းကြီးညိုစိတ်တွေဖြစ်ပေါ်လာခဲ့ပြီးအကျိုးတရားရဖို့လက်တကမ်းလိုမှာပဲရှိတော့တယ်ဗျာ။အဲဒီနောက်တော့ဆရာတော်အနေနဲ့တရေတွေကိုကျွတ်လို့သွားစေဖို့အတွက်နောက်ထပ်အရာတစ်ခုကိုဖန်ဆင်းပြလိုက်ပါတော့တယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ငယ်တွင်းကစောမောင်ကြီးတို့အိမ်ကိုရောက်သွားခဲ့တာပါ။စောမောင်တရားရွှေလုံးရောင်းလို့ရတဲ့ငွေနဲ့ယောဂတဲ့ဖွားဖြစ်သူကိုစိတ်ကူပေးနေတာဖြစ်ပါတယ်။ရလာတဲ့မြငွေကြေးတွေကိုမိမိကိုယ်ကျိုးအတွက်သုံးချခဲ့တာမဟုတ်ဘဲလူမမအဖွားကြီးကိုပြုစုဆောင်ရှောက်နေခဲ့ရတာပါ။အဖွားဖြစ်သူဆုံးမသွားပြီးတဲ့နောက်ပိုင်းမှာတော့ပိုရှန်နေတဲ့ငွေတွေအားလုံးကိုမရှိစင်းရဲသားတွေကိုပေးကမ်းဆောင်ကြခဲ့တယ်ဗျ။ပြစ္ဆုတ်ပံကာလကိုပြန်ရောက်လာတဲ့ခါမှာတော့ဖះဆောင်တရေကြီးလည်းအမြင့်မှန်တွေကိုရရှိသွားခဲ့ပါပြီ။ဒီလိုနဲ့နောက်ဆုံးမှာတော့ဆရာတော်ကြီးအနေနဲ့တရေဒီအားလုံးတာတုခေါ်ဆိုနိုင်ဖို့အတွက်အတိတ်ကလာဖြစ်ရတွေကိုထပ်မံမင်ကြားတော်မူလိုက်တော့တယ်ဗျ။တကားကြီးအခုမြင်တွေ့ခဲ့ရတာတွေကိုမှတ်မိတယ်မလား။အဲ့ဒါတကားကြီးတို့တတ်ဖို့ဖြတ်ဖို့စူးစမ်းနေတဲ့လူငယ်လေးပဲ။တကားကြီးတို့အနေနဲ့ဒီတော်တွေကဖះเจ้าပြတ်မှာဒုက္ခခံလာရတာကြာပြီမလား။တကားကြီးတို့ခုချိန်မှနောက်ရမရရင်ဘယ်ချိန်မှနောက်ရရမှာလဲ။အချိန်ကလည်းဒီเจ้าပြတ်ကြီးထဲမှာဓမြတိုက်ဖူးလို့ခုချိန်မှာအမဒမဆင်းရဲလာတဲ့ဝေကြေးတွေကိုခန်းစားနေရတာမလား။တကားကြီးတို့အတိတရားရပါလို့။ဒီတော့မှဖះဆောင်တရေကြီးလည်းတိတ်ကလာဖြစ်ရတွေကိုပြန်လည်မှတ်မိလာပြီးအမားတွေကိုသိမြင်လာပါတော့တယ်။ပြုသူတွေဖြစ်သူဟောင်းဆိုတဲ့အတိုင်းမကောင်းသောပုဂ္ဂိုလ်တွေဟာမကောင်းသောဘိန်းနဲ့လိုလိုတွေ့မှာဖြစ်ပြီးမိမိတို့အနေနဲ့ဆက်ပြီးတော့မိုက်ကြအောင်မယ်ဆိုရင်တော့မကြွမလွတ်ဘွားနဲ့ပဲရုပ်ထုတ်သွားရမယ်ဆိုတာကိုကောင်းကောင်းကြီးနားလည်သဘောပေါက်သွားခဲ့ကြပါပြီ။နောက်ဆုံးမှာတော့တရေရီဟာဆုံးမကိုမတတ်တော့ပဲပြန်လှုပ်ပေးလိုက်တော့တယ်ဗျ။သူတို့နှစ်ယောက်လည်းတပ်ဘေးကနေတီတီလေးလွတ်မြောက်ခဲ့ရတဲ့အတွက်အခုမှပဲတပ်ပြင်းချနိုင်မှာတော့တယ်။အဲဒီနောက်တော့တရေရီအားလုံးဆရာတော်ဘက်ကိုရောက်လာခဲ့ကြပြီးဆရာတော်ရဲ့နားကိုရောက်ခံနေမှာပဲအချိန်တွေကိုရက်လိုက်ကြပါတယ်။ဆရာတော်ကြီးမှတော့နှစ်ပေါင်းများစွာဒုက္ခခံနေခဲ့ရတဲ့တရေရီအားလုံးကိုလွတ်မြောက်အောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက်ဝမ်းသာပီတိဖြစ်နေခဲ့တော့တာပေါ့။အဲဒီနောက်တော့တရေရီဟာမျက်ဝန်းနေနေကြီးတွေနဲ့ဆရာတော်ကိုစိုက်ကြည့်နေကြရင်ကျေးဇူးတင်စကားဆိုနေပုံရပါတယ်။အခုဆိုရင်တော့ဆရာတော်ကြီးရဲ့ကျေးဇူးတွေကြောင့်သူတို့အားလုံးဖျားဆောင်တရေဘွားကနေမကြခင်မှလွတ်မြောက်နိုင်တော့မှလည်းဖြစ်တယ်ဗျာ။
ဆရာတော်ဖျားတပည့်တော်တို့ကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာတော်သာမကင်တပည့်တော်တို့ဒီဘဝကနေဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးရှင်ဖျားတကယ်လို့တပည့်တော်တို့သာမရှိတော့ရင်ဒီကြောင်ပြတ်ထဲကဌာပနာရွှေတွေလည်းပျောက်ပြတ်ကုန်ပါလိမ့်မယ်ဆရာတော်ဖျားအဲ့ဒီရွှေတုံးတွေကိုယူပြီးသာသနာတော်အတွက်အသုံးပြုပေးပါတပည့်တော်တို့ရှင်ဖျားကိုစိတ်ချလက်ချအားခဲ့ပါပြီဖျားဒီလိုနဲ့ဖျားဆောင်တရားတွေဟာရွှေတုံးရှိတဲ့နေရာကိုပြပြီးဆရာတော်ကိုစိတ်ချလက်ချလှူဒန်းခဲ့လိုက်တော့တယ်ဗျာအဲ့နောက်ကောင်းမွန်တဲ့ဘုံဘဝကိုရောက်စေဖို့အတွက်ဆရာတော်ကြီးနေနဲ့အမျှသုံးချိန်ဝေပေးလိုက်ပါတော့တယ်တကားကြီးတို့နောက်ဘယ်ဘဝမှာပဲဖြစ်ဖြစ်ခုလိုဖြစ်ဆိုးနဲ့မကြုံပါရစေနဲ့အခုဘုန်းကြီးမျှဝေပေးတာကိုသေချာသာဓုခေါ်ကြပေတော့ဘုန်းကြီးတစ်သလုံးပြုတ်ခဲ့သမျှကုသိုလ်တွေအားလုံးကိုမျှဝေပေးပါမယ်အားလုံးကြကြသမျှအမျှယူတော်မူကြပါကုန်တော်အဲ့လိုမျှသုံးချိန်ဝေပေးလိုက်တဲ့အခါတရားတွေလည်းတာစုသုံးချိန်ခေါ်ဆိုနိုင်ကြပြီးကြိုတန်းဝင်သွားခဲ့ကြပါပြီပုံရင်းနဲ့နန်းစော်နေတဲ့ရေထွက်နေပြီးရုံရှာဆက်စုပ်ဖွယ်ခန္ဓာကိုယ်ကြီးကိုလည်းထားခဲ့ရတော့မှာဖြစ်ပါတယ်သူတို့အတွက်ခုချိန်မှဆိုရင်တော့အမရမကိုပျော်ရွှင်ပေးရချိန်လေးတစ်ခုရောက်ရှိလို့လာခဲ့ပါပြီဒီလိုနဲ့နောက်ဆုံးမှာတော့ပြလို့မဲညစ်နေတဲ့သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာအလင်းရောင်ဆက်ကလေးတွေဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပြီးသူတို့လည်းဖြည်းဖြည်းနဲ့ပျောက်ကွယ်လို့သွားပါတော့တယ်နောက်ဆုံးမှာတော့လင်းရောင်တွေအလုံးကုံဆုံးသွားပြီးဖះဆောင်တရေရဲ့ခန္ဓာကိုယ်ကလည်းခြုံငိမ့်လို့ဘဝတည်ကိုကူးပြောင်းလို့သွားပြီလေဖြစ်ပါတယ်မဟာမြိုင်တော်တွေကနေထွက်လာတဲ့ဆရာတော်ကြီးရဲ့တာဝန်ကလည်းပြီးဆုံးပြီလို့ဆိုနိုင်ပေမဲ့ဖះဆောင်တရေရဲ့နောက်ဆုံးဆန္ဒကိုလည်းဖြည့်ဆည်းပေးဖို့ကကြံနေခဲ့ပါတယ်အဲဒီနောက်တော့ဆရာတော်ကြီးနေနဲ့ဖះဆောင်တရေရဲ့ဝေကြေးတွေကိုပြန်လည်သုံးသပ်ရင်းတံဝေကားတွေရနေပါတော့တယ်တကယ်တော့ဖះဆောင်တရေဟာကျေးတော်စုရွာသားတွေထင်ထားခဲ့သလိုမျိုးဘယင်းရဲ့စစ်စီတော်တွေလည်းမဟုတ်ခဲ့သလိုဗမာလူမျိုးတွေလည်းမဟုတ်ခဲ့ပါဘူးတစ်ချိန်ကအဲ့ဒီနေရာမှာတစ်ပင်တောတောင်ကြီးတွေနဲ့ကျဲပြန့်လာတဲ့တောကြီးတစ်ခုလည်းရှိခဲ့ပါတယ်အဆိုပါတောတောင်တွေကြားထဲမှာမုံလူမျိုးတွေခြေချနေထိုင်ခဲ့ပြီးကိုယ်ကွယ်စရာဖုံးကြောင်ကြီးတစ်ကြောင်လည်းရှိခဲ့တယ်ဗျရွာသူရွာသားတွေကဘာသာတရားကချမ်းကြတာကြောင့်ကျောင်းခန်းထဲမှာဆိုရင်လူတန်းထားတဲ့ကျောင်းဆောင်တွေကလည်းကျောင်းဝင်းနဲ့ပြည့်ဖြစ်နေခဲ့တယ်ဗျရွာလုံးမှာတစ်ကြောင်ပဲရှိတဲ့ပြင်ကိုယ်ကွယ်တဲ့တကာမကလည်းအပဒမကိုများပြားလာပါတယ်တရက်မှာတော့ရွာဦးကျောင်းဆရာတော်ဦးဆောင်ပြီးကြီးကျယ်ခမ်းနားလာတဲ့ဖះကျောင်းကြီးတစ်ဆောင်ကိုစောက်လုပ်လှူဒန်းခဲ့တယ်ဗျရွာသူရွာသားတွေရဲ့စူးစမ်းအထောက်မှုတွေကြောင့်ရောပါဖះကျောင်းဆောင်ကြီးကချိန်တိုလေးတွင်းမှာတင်ပြင်းမြောက်လို့နေပါဖြစ်နေခဲ့ပါပြီ။ကျောင်းတိုင်းဘုန်းကြီးကတော့ကျောင်းဆောင်ကြီးပြင်းမြောက်ခါနေမှာဝမ်းသာပီတိဖြစ်လို့နေခဲ့တာပေါ့။မကြခင်ရပ်ပိုင်းတွင်းမှာကြီးကျယ်ခမ်းနားလာတဲ့ဖះကျောင်းဆောင်ကြီးသာဖြစ်လာတော့မှကိုအင်ပတန်မှဝမ်းမြောက်နေခဲ့ပါတယ်။အဆိုပါကျောင်းဆောင်ကြီးပြင်းမြောက်ဖို့ရန်နေငယ်လုံးမှာပဲတနယ်တကြီးကရောက်လာတဲ့တကားတယောက်ကရွှေရုံးနေနဲ့တူရောက်လာခဲ့ပါတယ်။သူ့အနေနဲ့ဆောက်လက်စားကျောင်းဆောင်တွင်းမှာသူ့လာတဲ့ရွှေရုံးတွေကိုဌာပနာပစ္စည်းပြလှူဒန်းချင်နေခဲ့တာပေါ့။အဲ့ဒါကြောင့်ကျောင်းတိုင်းဆရာတော်ကြီးထံမှာဌာပနာပစ္စည်းဖြစ်ရွှေတုံးတွေကိုလှူဒန်းခဲ့တော့တယ်ဗျာရွှေတုံးတွေကတော့များပြားလာတဲ့ပြင်ဆယ်သက်ဆိုင်တောင်မှမကုန်နိုင်မဲ့အနေထားလေးဖြစ်ပါတယ်ဒါပေမဲ့လို့ဖျားဌာပနာပစ္စည်းကိုမှမရှောင်မတော်လောဘစိတ်တက်နေတဲ့လူတွေလည်းရှိပါတယ်အဲ့ဒီညမှာပဲတနက်ကြီးကိုနောက်ကနေတိုင်းလှည့်ထားတဲ့လူတစ်ယောက်ဟာမိတို့တွေထုံးထားတဲ့ခြံဝန်းကျယ်တွေကိုပြင်းဝင်လာနေခဲ့ပါပြီသူတို့ရဲ့ပုံစံတွေနဲ့လက်ထက်ကတနက်တွေကိုစီကန်ထားပုံကိုကြည့်ရင်ဓာတ်များဖွဲ့ဆိုတာကသိကြပါပြီအဲ့နောက်တော့မိတို့ကြီးတွေနဲ့တူတနက်တွေဓာတ်တွေကိုပါကန်ဆောင်လာတဲ့လူတစုကဖုံးကြောင်းတွေကိုဝင်လာပါတော့တယ်သူတို့ဟာတခြားသူတွေမဟုတ်ဘဲဓမြဘို့ဘုံမိုးစည်းတို့ဖွဲ့ပဲဖြစ်ပါတယ်နှုတ်ခမ်းမွေးထူကြီးနဲ့ခတ်ထန်ကြမ်းတမ်းလာတဲ့မျက်နှာရှိတဲ့ဘုံမိုးသီးရဲ့ပုံစံကငွေရမယ်ဆိုရင်ဖျားကိုယ်တော်ပြင်မမဲ့ပုံစံမျိုးပါနောက်ဆုံးမှာတော့ဖုံးကြောင်းဆောင်မှာတိုးချောင်းစည်းမဲ့လူတပ်ပွဲကြီးစတင်มาတော့တယ်လောဘကြီးတဲ့ဘုံမိုးသီးရဲ့လက်ချက်ကြောင့်ပဲကျောင်းတိုင်းဆရာတော်ပါဝင်ဖုံးတော်နှစ်ပါးလည်းပြန်လုံတော်မူသွားခဲ့ပါပြီဓမြဘို့ဘုံမိုးသီးကတော့ရွှေတုံးကြီးကိုကြည့်ပြီးမတော်လောဘစိတ်တွေဖြစ်နေခဲ့တာပေါ့စိတ်နဲ့တောင်မှမပြင်းမသင့်တဲ့ရဟန်းနှစ်ပါးကိုတက်ပြတ်ခဲ့ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အပြစ်တစ်ခုလိုမခံစားရပဲရွှေတွေကိုဘယ်လိုထုတ်ပိုးသွားရမလဲဆိုတာကိုသာတွေးတောနေခဲ့တယ်ဗျာအဲ့ဒီချိန်တက်ငင်နေတဲ့ဖုံးတော်ကြီးကတော့ဝေဒနာတွေကြားထဲကနေဓမြတွေကိုချိန်စာတိုက်နေခဲ့တာပါကျောင်းတိုင်းဘုန်းကြီးကသူ့ရဲ့ကိုယ်ပေါ်ကနေမြင်မကောင်းလောက်အောင်အိမ်ပေါက်နေတဲ့သွေးတွေပေါ်မှာလောဘရှိတဲ့သူတိုင်းဒီကျောင်းဝင်းထဲမှာပဲတေးပြီးဌာပနာတွေကိုဆောင်းချောက်ခဲ့ကြလို့ရေးပြီးချိန်စာတိုက်နေပါတော့တယ်အဲ့နောက်တော့ဖုံးတော်ကြီးလည်းဝေဒနာတွေကိုမခံစားနိုင်တော့ပဲပြန်လုံတော်မူသွားခဲ့ရရှာပါတယ်ကျောင်းတိုင်းဘုန်းကြီးပြန်လုံတော်မူသွားတာနဲ့ဖုံးကျောင်းထဲမှာလျှက်စီးတွေတက်လက်ထွက်ပေါ်နေခဲ့ပြီးမုတ်ချင်းစံကြီးတွေလည်းပေါ်လို့ရိုက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ဖုံးကျောင်းကြီးတစ်ခုလုံးမောင်းတိဖြစ်သွားခဲ့ပြီးနာနာဘွားမကောင်းဆိုးဝါးတွေရဲ့အော်ဇာနေလည်းထွက်ပေါ်လို့လာပါတော့တယ်ဒီလိုနဲ့ဓမြတွေလည်းချင်းချင်းရန်လိုလာကြပြီးအဖွဲနှစ်ဖွဲကွဲသွားခဲ့ပါပြီဓမြဘုံမိုးတီးကတစ်ဖက်လက်ထောက်ဖြစ်သူဂျော်ကြီးကတစ်ဖက်ဖြစ်သွားပြီးဌာပနာရွှေတွေကိုသူ့ပိုင်ကိုယ်ပိုင်လူကြရင်လူသက်ပွဲတစ်ခုစီကိုဥတီလိုလာပါတော့တယ်အဲ့နောက်တစ်ဖက်နဲ့တစ်ဖက်တနတ်တွေနဲ့ချွေထားလိုက်ကြပြီးရွှေတုံးတွေကိုလူကြတော့တယ်ဗျာကျောင်းဝင်းထဲမှာတော့တနတ်တန်တွေစူညံပေါ်လို့ရိုက်နေသလိုနာကျင်စွာအော်ဟစ်နေတဲ့လူသံတွေလည်းထွက်ပေါ်လို့လာခဲ့ပါပြီနောက်ဆုံးတနတ်တန်ထွက်ပြီးမှတော့
ကျောင်းဝင်းထဲမှာဓမြတွေအလုံးသေသွားကြပါတော့တယ်ဒီလိုနဲ့ဓမြဘုံဘုံမိုးစည်းနဲ့ပေါင်းပါတွေလည်းထာပနာရွှေတွေကိုမရလိုက်ကြပဲသေဆုံးလို့သွားခဲ့ကြရပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ဝေကျွေးတွေကမကုန်နိုင်ကြပဲဖျားထာပနာတွေကိုနှစ်ပေါင်းများစွာဆောင်ရွက်ကြရမယ်ဖျားဆောင်တရေကြီးတွေဖြစ်လာကြပါတော့တယ်ပြစ္ဆုတ်ပံကာလကိုပြောင်းလာတဲ့အခါဖုံတော်ကြီးအနေနဲ့အချင်းရာတွေကိုဆင်ញင်သုံးသက်ရင်းလောဘနှုံကြောင့်ကိုတန်ဝေကတရားရလာခဲ့ပါတယ်ဒီလိုနဲ့နောက်တနေ့မနက်မှာတော့ဆရာတော်နဲ့အတူမုတ်ဆိုးစောမောင်းနဲ့မုတ်ဆိုးထုံးအောင်တို့ကလည်းရွှေသစ်ဓာကြီးကိုထမ်းလာကြရင်ဖျားเจ้าမြတ်ကြီးတွေကိုပြောင်းလာကြပြန်ပါတယ်အဲဒီနောက်တော့ရွှေတွေကိုမူလနေရာမှာပဲပြန်လဲထားပနာဖို့ပြင်ဆင်ရင်ဖုံเจ้าဝင်းကြီးကိုတစ်တပံပြန်လဲပြုပြင်ခဲ့ကြပါတယ်ဆရာတော်ကြီးနေတဲ့ဖျားเจ้าမြတ်ကြီးကနေအချိန်ကလို့ဖုံကြီးเจ้าတစ်ချောင်းဖြစ်နေပြန်လဲတိဆောက်ဖို့ဆန္ဒရှိနေခဲ့တာပါစောမောင်းနဲ့ထုံးအောင်တို့နှစ်ယောက်ကလည်းဆရာတော်ကြီးကိုစောင့်ကုန်ကူညီပေးခဲ့ကြပြီးပြန်လဲမုံဝင်ပြင်ဆင်တဲ့အခါသူတို့ရဲ့လိုအပ်တွေလည်းပါဝင်ခဲ့ကြပါတယ်နောက်ဆုံးမှတော့ဆရာတော်ကြီးဦးဝဘာသာရဲ့စ조사အားထုတ်မှုနဲ့အတူဖုံเจ้าမြတ်ကြီးကတခေတ်တစ်ခါကလိုဗုဒ္ဓဘာသာဖုံเจ้าရင်ကြောင့်ဖြစ်လာပါတော့တယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ပုံမြင်လေးကတော့ဒီမှာပြီးဆုံးသွားခဲ့ဖြစ်ပါတယ်ပုံမြင်လေးကိုကြမ်းနေတတ်တဲ့ဆို like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်